မှန်မထင်တွေ့ဆုံးချဘဝအချိန်ခဏလေးမှာဒုက္ခမျိုးစုံပွေပိုက်ထားတနေ့အစဉ်ပြေသွားမှာလူတချို့တွေကကွယ်မပြေးဝဘူးအမေမညိုညင်းနဲ့ကွာဒီလောကကြီးကိုကြောက်မနေနဲ့ပြီးရင်ပြန်သိ